နေရပေါ့နော်မနေ့ကတန်ငယ်ချုပ်ပြင်မှုလုပ်ထားတဲ့ဟာလေးပေါ့နော်အဲ့ထဲပစ္စည်းထဲမရလိုက်ရတော့ပေါ့နော်အခုကတော့မနေ့တော့မပေးလိုက်ရဖို့ပေါ့နော်ဆိုတော့ကြာတော့မပေးရတူတော့ဘယ်နည်းပြမစပြောလို့မရတော့လေဘယ်နည်းမှပေးလို့ရမယ်ဆိုတော့ထပ်ပြီးအကြကိုအဲ့ထဲမှာပါတဲ့ဟာလေးကိုရင်းဆိုပြမယ်တခုချင်းဒီနကရောနော်ဒါလေးနကပါတယ်ဒီ cinema လေးတကကပေါ့နော်မထည့်ပြီးတော့ဆောက်ရတဲ့လို့ပဲမင်းကလေးစားလေးကျွန်မထည့်ပြီးတော့ဆိုတော့ဒီနကရင်ထည့်လိုက်ပြန်ပေါ့နော်နကတကထည့်မှာဆိုနောက်ပြီးရဒီမိုးဆွေလေးတရွတ်ထည့်ပေးလိုက်ပါတယ်ပြီးတော့ဒီမိုးစတစ်ကနေဒီမိုးစတစ်ကလေးကပ်ဘတ်စတစ်ကနေထည့်ပေးရတယ်ပေါ့ဒါကတော့နော်အိုင်နက်စင်တူပေါ့နော်အဲ့မှာဒီမိုးတကရှိရပေါ့နော်တော့တယ်ဆိုရလေးထည့်ပေးလိုက်တယ်ကပ်ကိုထည့်ပေးလိုက်တယ်ပြီးတော့ပြီးဆိုတော့ဒီဟာလေးနှစ်ခုထည့်ပေးလိုက်ပါတယ်ပြီးတော့ဒါလေးလည်းထည့်ပေးလိုက်ပါတယ်အမလေးကဆိုဒီတဲ့အနုလေးလက်ကလေးကိုညကင်းကြတဲ့လင်းနဲ့ဟာညရင်ကြတဲ့လင်းနဲ့ကွာအဲ့လိုမျိုးဟာလေးပေါ့နော်ထည့်ပေးရတယ်အခုအဲ့ဒါလေးထည့်ပေးထားတဲ့ပဲပြတ်သွားမှမသိရဘူးပေါ့နော်ကျွန်တော်ပစ္စည်းလေးထည့်ပေးလိုက်တယ်ပေါ့နော်ကျယ်လေးပါပါတယ်ပြီးတော့ဒီနှစ်ခုလေးဒါတော့လာဘူဒါတော့ stitch လေးပါ stitch ကလည်းလေးဖုန်တက်ချက်လို့ရပါတော့ဖုန်တက်ချက်တော့ဒီဘောလာဒါရ stitch နောက်ဆုံးတစ်ခုကတော့ဒီ sticker rule နည်းနည်းတော့ဒီ sticker rule နှစ်ခုထည့်ပေးလိုက်ပါမယ်။ ဟုတ်ကဲ့ဒီနေ့ဒီပေါ်ဟာလေးထည့်ပေးလိုက်တယ်ပေါ့နော်။တောင်းမှာပိုင်းနဲ့ဆူသွားလို့ဒီဘက်ကလည်းဆူတယ်ဒီနှစ်ခုထည့်ပေးလိုက်ပါတယ်ဒီအခလေးတွေမလေးဖောင်းကားသွားပြီပေါ့နော်မင်းတကယ်ဆိုဒီတော့မများတယ်ဒါပစ္စည်းနဲ့ထည့်လိုက်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ bye bye guys